ကောင်းတဲ့လူတွေနဲ့ပဲစုံစုံမကောင်းတဲ့လူတွေနဲ့ပဲစုံစုံဘသူအပေါ်မှာမှစေတနာမပြတ်ပါနဲ့မေတ္တာမပြတ်ပါနဲ့ရန်ညုံမဖွဲ့ပါနဲ့ဒေါသမဖြစ်ပါနဲ့သူတို့ရဲ့မကောင်းခြင်းတွေကောင်းခြင်းတွေကသူတို့ရဲ့အကြောင်းတရားပဲလေအချိန်တန်တော့လဲသူ့တရားကသူ့ကိုစီရင်သွားမှာပါကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကလည်းကိုယ့်ရဲ့အကြောင်းတရားပဲမို့လားကိုယ်တရားကကိုယ့်ကိုပဲစီရင်မှာပဲလေဒါကြောင့်ကိုယ့်ဘက်ကကူညီပေးခြင်းနဲ့ဆိုရင်ကိုကူညီနိုင်သလောက်ကိုကူညီပေးလိုက်ပါကိုယ့်ဘက်ကထောက်ပံ့ပေးခြင်းနဲ့လှုပ်ပေးခြင်းနဲ့စိတ်ရှိတယ်ဆိုရင်ကိုထောက်ပံ့နိုင်သလောက်ကိုလှုပ်ပေးနိုင်သလောက်ကိုအစွမ်းကုန်လှုပ်ပေးလိုက်ပါလေနဲ့လာတဲ့လူကိုလေနဲ့ပဲပေါင်းပေးလိုက်ပါနှုတ်နဲ့လာတဲ့လူကိုနှုတ်နဲ့ပဲပေါင်းပေးလိုက်ပါရင်ဘတ်နဲ့လာတဲ့လူကိုတော့ရင်ဘတ်နဲ့ပေါင်းပေးလိုက်ပါလောကထဲမှာတွေ့ကြုံရတာတွေများလာတဲ့အခါကျတော့လူတွေအကြောင်းကိုသိလာတယ်လူတွေအကြောင်းကိုသိလာတဲ့အခါကျတော့လူတိုင်းကိုရင်ဘတ်ကြီးနဲ့မပေါင်းမိတော့ရင်ဘတ်ကြီးနဲ့ပေါင်းလိုက်မိတိုင်းကကိုလိုပဲလို့ထင်ပြီးတော့ရင်ဖွင့်မိလိုက်တိုင်းအဲ့ဒီရင်ဖွင့်လိုက်တဲ့စကားတွေကကိုယ့်အတွက်နှစ်သိမ့်စရာတွေပြန်ပြီးတော့မှမလာတဲ့အပြင်ကိုဖေးမတဲ့စကားလုံးတွေပြန်မလာတဲ့အပြင်ရှေ့မှာတော့တနာသလိုလိုဟန်ဆောင်ပြီးတော့နောက်ွယ်ကြတော့ကိုယုံကြည်လို့ရင်ဖွင့်လိုက်တဲ့လူကကိုယ့်ကိုအဲ့ဒီစကားလုံးတွေနဲ့အားနဲ့ချက်အဖြစ်တိုက်ခိုက်သွားတယ်ဝေဖန်သွားတယ်အပုတ်ချသွားတယ်ဒါမျိုးတွေလည်းအများကြီးကြုံခဲ့ရပြီဒါကြောင့်လူတိုင်းကိုတော့ရင်ဘတ်ကြီးနဲ့မပေါင်းမိတော့ဘူးလေကိုယ့်အပေါ်မကောင်းဘူးလို့သိနေတဲ့လူတွေကိုလည်းပဲသူတို့မကောင်းလို့ငါကလိုက်ပြီးတော့မကောင်းမယ်လို့စဉ်းစားလိုက်ရင်လည်းပဲမြတ်စွာဘုရားရဲ့တရားတော်တွေကိုလိုက်နာကျင့်သုံးဖို့တောင်မှဉာဏ်မရှိဘူးလားဆိုပြီးတော့ကိုပြန်ထိန်းချုပ်လိုက်ရတယ်အဲ့ဒီတော့ကိုမကောင်းပြောနေတဲ့လူတွေနဲ့တွေ့တဲ့အခါမှာအရင်တုန်းကဆိုရင်ဇက်ဇက်ကျဲဟုတ်ရင်ဟုတ်တဲ့အတိုင်းမှန်ရင်မှန်တဲ့အတိုင်းမဟုတ်မခံကိုယ့်ဘက်ကပြန်ပြီးတော့ခွန်းတုံပြန်ခြေပခဲ့ဘူးလေဒါပေမဲ့လောကထဲကလူတွေကတဘာဝကကောင်းတာနဲ့မကောင်းတာနဲ့ပြောတဲ့နေရာမှာမကောင်းတာကိုပဲကြည်ပြီးတော့ပြောကြတာဒါကြောင့်ဘလောက်ပဲကောင်းအောင်နေကိုမကောင်းပြောတဲ့လူကမကောင်းပဲပြောနေမှာဒါကြောင့်မကောင်းပြောရမလားဆိုပြီးတော့ရန်တွေ့ရင်တော့တလောကလုံးနဲ့ရန်ဖြစ်နေရလိမ့်မယ်။ဘာကြောင့်လဲဆိုရင်လောကလူတွေရဲ့သဘာဝက